မာပြည်ရဆိုရင်တော့ကျွန်တော်အခုဘော်ဒန်သမားတွေပေါ့နော်ဥအောင်စိုးတို့ကျွန်တော်ဆရာ3ယောက်ပေါ့နော်ဆရာပေါ်ဆရာဝင်းပြေဆရာဦးခင်မောင်ကြီးဘာညာမျိုးပေါ့နော်အဲ့လိုကြီးရှိတာပေါ့ဟိုမှာကျတော့နိုင်ငံပကြီးဆရာမှာကျွန်တော်ကဗင်ကိုပုံတွေကိုကျောင်းသားဘွားအဖြူမဲတွေတွေ့ဦးတာပေါ့တွေ့ဦးတော့ကျွန်တော်ပကြီးကျောင်းတက်နေတဲ့စကန်ရမ်းမှာကျွန်တော်အကူကနေတော့အဲဒီ last for life ဘာသာပြန်စာအုပ်ဆရာတင်ထွေးဘာသာပြန်နဲ့စာအုပ်ပို့လိုက်တဲ့ချိန်မှာအဲ့သူ့ like ကိုဖတ်အဲ့ဒီမှာကိုယ်စိတ်ကလည်းဘလို့ရဲ့မသိဘူးဘင်ကိုဘွားတအားကြည်ကွဲတယ်ကောင်းတော့အဲ့ဒီမှာဟိုသူ့ live နဲ့သူ့ပကြီးကားတွေနဲ့တွဲပြီးတော့ရမ်းဆွဲသွားတာကြာနဲ့ပကြီးဆရာလည်းရှိတယ်ဒါပေမဲ့ဘင်ကိုကတော့အဲ့ချိန်ကလည်းဟိုနိုင်ငံပကြီးဆရာတွေကြောင်းရေးတဲ့စာအုပ်တွေကလည်းသိရှိရမှာဟုတ်ဘူးလေကိုဘာမှမသိခင်ကလေးကဖတ်ဖူးခဲ့တဲ့တွေ့ဘူးခဲ့တဲ့ black and white ပကြီးကားလေးတွေရဲ့နောက်ပိုင်းသူ့ live ကိုဘာသာပြန်စာအုပ်ဖတ်တဲ့အချိန်မှာရမ်းဆွဲသွားဆိုတော့နောက်ပိုင်းကျတဖြည်းဖြည်းကြည့်ရချိန်မှာကာလာနဲ့ပုံနေတူတော့ကျွန်တော်ရေးချက်တွေကဘင်ကိုရေးချက်တွေနဲ့ဘင်ကိုကကျွန်တော်ရဲ့အကြိုက်ဆုံး crazy ဖြစ်ဆုံး artist တယောက်ပေါ့နော်အဲ့မှာနောက်ပိုင်းရုပ်ရှင်လောကကြီးရောက်လာတော့ရုပ်ရှင်ကားပါကြည့်ရတယ်ရုပ်ရှင်ကားပါကြည့်ရတော့ဟိုကဘင်ကိုနေရာကတ်တော့လာကောကန်နေရာအတော်နီကွန်းနဲ့ပြောဆောင်တော့ကြည့်ရတယ်အကျဉ်းကြီးကြည့်တော့ကြိုက်တာပေါ့ကြိုက်တော့ဟိုကရလေဒီကိုရိုဆာဝါလေ dream ဆိုတဲ့အတူလေးတွေမှာဘင်ကိုအားကြတဲ့ပကြီးဆရာလေးကဘင်ကိုမြူဆီယံကြီးကိုသွားကြည့်ရနေပြီးတော့ဘင်ကိုလိုက်ရှာတယ်အားမျိုးတွေပေါ့